ဒါကတော့ဘီလီယံနာ CEO ကသူ့ကုမ္ပဏီမှာဝန်ထမ်းအဖြစ်ဟန်ဆောင်တဲ့ဇလန်းလေးပါသူကဘာဖြစ်လို့ခေါင်းဆောင်တွေပဲအသားစားခွင့်ရနေရတာလဲဘသူကဒီစည်းကမ်းကိုထုတ်ထားတာလဲလို့သူကမေးလိုက်တယ်အဲနောက်မှာတော့သူထေးသားလေးကယုံကြည်မှုအပြည့်နဲ့သူကိုယ်တိုင်ပဲဒီစည်းကမ်းကိုထုတ်ထားတာဖြစ်ပြီးအထက်ကလူကြီးတွေကဒီမှာဖြစ်နေတာတွေကိုထိန်းချုပ်နိုင်တာမှမဟုတ်တာလို့ပြန်ဖြေလိုက်တယ်ဒီမှာတော့သူကတထေးပါပဲတကယ်တော့သူဟာစက်ယုံဒါရိုက်တာရဲ့သားဖြစ်နေခဲ့တယ်သူကသူ့ရဲ့ယာရုကိုသုံးပြီးအလုပ်သမားတွေကိုအနိုင်ကျင့်ခဲ့တယ်ပြီးတော့သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ဒူးထောက်ပြီးတောင်းပန်ခိုင်းခဲ့တယ်အဲ့လိုလုပ်ရင်သူ့ကိုကြက်ပေါင်တစ်ချောင်းဆုချမယ်လို့ပြောလိုက်တယ်ဒါပေမဲ့ CEO ကမလုပ်ခဲ့ပါဘူးတထေးသားလေးကရှက်ရမ်းရမ်းပြီးသူ့ဒေါသကိုတခြားအလုပ်သမားတွေပေါ်ပုံချပါတော့တယ်သူကဘသူမဆိုသူ့ကိုဖေဖေလို့ခေါ်ရင်ကြက်ပေါင်တစ်ချောင်းစားရမယ်လို့အော်ပြောလိုက်တယ်ဘသူမှမခေါ်တဲ့အခါမှာတော့သူကအလုပ်သမားကိုနမီတက်ပြီးခေါ်လိုက်တယ်ခေါ်ခံရတဲ့သူကလည်းအလုံးမပြုတ်ချင်တာကြောင့်နာခံယုံကလွဲပြီးတခြားနည်းလည်းမရှိခဲ့ဘူးသူ့ရဲ့အနိုင်ကျင့်မှုတွေအောက်မှာအလုပ်သမားဟာဖေဖေလို့ခေါ်လိုက်ရပါတယ်တထေးသားလေးကကျင်းနဲ့သွားပြီးသူ့ကိုကြက်ပေါင်ပေးလိုက်ပါတယ်ပြီးတော့သူ့ဘက်ကိုလှည့်ပြီးအသားတတုံးကိုပစ်ချလိုက်ပြီးကောက်စားခိုင်းခဲ့တယ်မစားရင်အလုပ်ထုတ်ပစ်မယ်လို့ချိန်ချောက်လိုက်တယ်သူ့ဒေါသကိုဆက်ပြီးမထိန်နိုင်တော့တဲ့ CEO ကလူတွေအားလုံးရဲ့ရှေ့မှာပဲသူ့ကိုအားရပါရဝုန်းပစ်လိုက်တယ်အရိုက်ခံလိုက်ရတဲ့တထေးသားလေးကသူ့ကိုအလုပ်ထုတ်ဖို့မန်နေဂျာကိုချက်ချင်းခေါ်ခိုင်းလိုက်တယ်ဒါပေမဲ့ရောက်လာတဲ့မန်နေဂျာက CEO ရဲ့ဇနီးဖြစ်နေခဲ့တယ်သူမကလည်းသူမရဲ့ခင်ပွန်းဟာ CEO ဖြစ်တယ်ဆိုတာကိုမသိသေးပါဘူးဒါကြောင့်ခင်ပွန်းကိုစားတထေးသားလေးကိုတောင်းပန်ခဲ့တယ်ဒါပေမဲ့တထေးသားလေးကတောင်းပန်စကားကိုလက်မခံခဲ့ဘူးသူကအဲ့ဒီလူကိုအလုပ်ထုတ်ဖို့တိုက်ရိုက်အမိန့်ပေးလိုက်တယ်အဲ့အချိန်မှာပဲ CEO ကမထင်မှတ်တာလုပ်လိုက်ပါတော့တယ်